ကျွန်တော်တို့အိမ်အောင်ရေးတွေအစင်မပြေလို့ဘေးတင်နေမေးရရတွေခြေဖို့လုံနေလို့ရှိတာရှိရဆိုလို့ရှိရင်ကျွန်တော်နဲ့တူတူဒီဗီဒီယိုလေးကြည့်လိုက်ရအောင်များနော်ကလားကားကြီးကြည့်ပြီးတော့အဲ့ဒီဟာတွေမြင်အောင်ပါပေါ့နော်ဟိုကျော်စောကြီးတို့ကားကြီးကြည့်ပြီးတော့ဟုတ်လားအောင်မြတ်တာတို့ကားကြီးကြည့်ပြီးတော့ဆရာကလည်းထလန်းဆရာလို့ပျောက်စီရောရောက်စီဆရာကရောက်ကြီးလည်းမထွက်ဘူးဘာမှမထွက်ဘူးဆရာထွေးလိုက်တတွေးပဲရဟုတ်တယ်ဘာမှထွက်ပြောချင်တဲ့သဘောကဘယ်သူမှလုပ်ပေးလို့မရဘူးအိမ်တော်ကြီးအစင်မပြေလို့ဘေးရင်ဆရာကိုအထလန်းဆရာကိုအောက်ဆရာကိုသွားမိလေတကယ်ဒီကိုင်းနဲ့ရှင်တို့ကအပြေးလေးနိုင်ဆုံးဖြစ်စေနိုင်မဲ့လမ်းကြောင်းတွေကိုဆရာတို့ကချပေးလိုက်ရမှာတကယ်တော့ပြည့်စုံပြည့်စုံနော်ဆရာတို့ဘေးရရပဲပြီးနော်အတိုက်ခိုက်တွေကင်းအောင်စီးကက်ကြီးသွားဆောင်လိုက်တယ်အဲ့စီးစုကြီးပြုတ်ကြလို့ဒီမီ6တော့ပေါ့ဟုတ်တယ်ဘာမှစီးကဘာမှသုံးစားလို့မရအတိုက်ခိုက်တွေကင်းချင်းရင်သဘောထားဖြူစင်အောင်လို့တီလာပေါင်းအောင်နေဒါဆိုသမီးတိုက်ခိုက်ခင်းလေးဒီလိုလေးများနဲ့စကားများနေကြဘာကြောင့်များလဲဆိုတဲ့တော့ချက်ကိုသမီးဖြေဆိုင်သိမှာပေါ့ဟုတ်လားဘီကြီးကြီးပေါ့သူဘာကြောင့်လဲတခါလေကြားလို့ရှိရင်သူနဲ့ကိုယ်နဲ့စကားများမှုမှာလေတန်ကြောင့်ပါမလားခါကြလို့ရှိရင်ဒီဘာလုပ်နေလဲထိုင်ရမြင်လားတတ်ပြီထင်ငါထိုင်နေတယ်အဲ့တော့ရှော့သိနာတွေရှော့မယ်6သိနာတွေ6ရှော့တက်က6တယ်ပေါ့သိပ္ပံဝိဇ္ဇာနေနဲ့သွားမှာပေါ့နောက်ဆိုတမျိုးအိမ်တော်ကြီးကပါရသွားမှာပေါ့ချစ်လို့ပဲလက်တွဲခဲ့ပြီးဘီလေးတော့မှနော်ပလန်လေးထူပြီးဝေးဖွားခဲ့ပြီးဆရာတို့ကနော်သိကိုကောင်းတဲ့ energy တွေခိုင်လုံနေပြီးကာကြတော့မှကွဲကြမယ်ပြေးကြမယ်ပြေးတမျိုးဆရာကြီးဘာလို့မှပဲရှိရနော်နောက်တစ်ယောက်ထပ်ယူအဲ့တော့ကတည်းကစူလိုက်လာသူလည်းထပ်ယူကြည့်ထပ်လာမှာဘာလို့မှလည်းအဲ့အတွက်ကြောင့်ကိုလင်ကိုမရပဲကောင်းတဲ့အေးချမ်းကိုသူဆောင်အရင်ကစချစ်တွေကဒီလိုပဲပြဿနာကြီးရှိခဲ့မှာပဲညှိနှိုင်းပြီးလာခဲ့ပြီးဆိုရင်အခုနှစ်ယောက်ပေါင်းပြီးတဲ့ဘဝတူထောင်နေတဲ့အချိန်မျိုးမှာဒီလိုကြီးဖြစ်တာကိုလည်းအကောင်းဆုံးကြည့်နိုင်ပြီ။ဘာရရမှမစင်စားနဲ့ဆရာပြီးမဲ့ညီတွေကလည်းဆရာတရားညီပဲရှိတယ်။ဘုရားစာရုပ်ခိုင်းမယ်၊ပရိစိတ်ခိုင်းမယ်၊သီလတွေစောင့်နေခိုင်းမယ်၊စိတ်တွေလျှော့ခိုင်းမယ်။ဒီတိုင်းမသွားခိုင်းပါဘူး။နော်။ကဲ။ဟုတ်တယ်နော်။တော့ဒီဆရာပြောတော့မှန်တယ်ဗျာနော်။အဟောင်းမကောင်းလို့ကျွန်တော်အစ်စ်ပြောင်းလဲဆိုလို့ရှိရင်လေတပန်းမှာတယောက်ပေါ့ဗျာနော်။ကံကောင်းလို့အဆင်ပြေမယ်။နောက်လူတိုင်းကတော့အဆင်မပြေနိုင်ဘူးဗျာနော်။အဲကြောင့်မို့ကိုရှင်ဆွဲတပီးစားပဲဖြစ်ဖြစ်အိမ်အောင်ရေးပဲဖြစ်ဖြစ်ပေါ့ဗျာနော်။ကြောင်နေတယောက်တိုင်နိုင်မင်းညင်နိုင်နဲ့နေသွားတယ်ဆိုလို့ရှိရင်ရေရှည်မှာအဆင်ပြေသွားနိုင်တယ်ပေါ့ဗျာနော်နောက်ထပ်အစ်စ်တွေကထက်ရှာတယ်ဆိုလို့ရှိရင်လေအစကနေအကြောင်းမသိတဲ့အတွက်ကြောင့်မို့အစကနေလုံးမှပြန်ပြီးနော်ညှိနှိုင်းဆောင်ရွက်ရမှာဆိုတော့အစင်မပြေနဲ့အသက်တွေကြီးတာအိုမင်းလာတည်သွားမယ်ပျော်ရွှင်မှုဆိုတာရှိလိုက်မှာမဟုတ်ပေါ့ဗျာနော်ဒီဆရာပြောမှန်ပါတယ်ဗျရာသားတို့လည်းဘယ်လိုမြင်လဲမြင်တဲ့အသွေးမြင်လေးကိုကျွန်တော် comment အောင်လေးမှာရေးခဲ့ပေးလို့ရပါတယ်ဗျာနော်အားလုံးကျေးဇူးတင်ပါတယ်